Universal Joint ကိုတီထွင်ခဲ့တဲ့ Paramation ဟာစက်ပစ္စည်းတွေရဲ့လှူရှားမှုပုံစံကိုအကြီးအကျယ်ပြောင်းလဲပေးခဲ့ပါတယ်။ Universal Joint ဆိုတာကမြင်းဖြောင်းတမ်းမနေတဲ့ရှက်တိုင်နှစ်ခုကိုချိတ်ဆက်ပေးပြီးစွမ်းအင်တွေကိုလက်ဆင့်ကမ်းထည့်ဆောင်ပေးတာဖြစ်ပါတယ်။အထုံးအများဆုံးအမျိုးအစားကတော့နာမည်ကျော် U Joint ဒါမှမဟုတ် Garden Joint ပဲဖြစ်ပါတယ်။ဒီကောင်ရဲ့အလဲပဟိုးမှာတော့ဘဲတွေနေနဲ့ထိန်းထားတဲ့ကြက်ချီခတ်ပုံစံရှက်တိုင်နှစ်ခုရှိနေပြီးတော့ input chip နဲ့ output chip ကိုချိတ်ဆက်ပေးထားတာပါ။ engine လဲပတ်တဲ့အခါမှာဒီ joint ကရှက်တိုင်ကိုတက်တဲ့မဟုတ်ပဲစောင်းနေတဲ့အနေထားမှာတောင်လဲပတ်နိုင်အောင်လုပ်ပေးပါတယ်။ဒါပေမဲ့ပြဿနာတစ်ခုကတော့စောင်းနေတဲ့ဒီထောင်ချိုးပိုကြီးလာတဲ့အခါမှာ output ဘက်ကထွက်လာတဲ့အရှင်ကပုံမှန်မဖြစ်တော့တာပါပဲ။အရှင်က sine wave flow မျိုးမြန်လိုက်နေလိုက်ဖြစ်နေတာကြောင့်တုံခါမှုတွေဖြစ်စေတဲ့ vibration ကိုဖြစ်ပေါ်စေပါတယ်။ engineer တွေကတော့ဒီပြဿနာကိုဖြေရှင်းဖို့ W joints တွေကိုသုံးပြီးအရှင်ပြောင်းလဲမှုတွေကိုပြန်ကြီးပေးခဲ့ကြပါတယ်။ဒါပေမဲ့အခုခေတ်ကအများစုမှာတော့ပိုကောင်းတဲ့ CV joints လို့ခေါ်တဲ့ constant velocity joints တွေကိုသုံးလာကြပါတယ်။ထောင်ချိုးဘလောက်ပဲရှိရှိ input နဲ့ output ချက်တိုင်တွေဟာအရှင်အတိအကျတူတူလဲပတ်နိုင်ကြပါတယ်။ဒီကောင်ရဲ့အတွင်းထဲမှာတော့ steel ball ဆေးလေးတွေကကွေးညွတ်နေတဲ့မြောင်လေးတွေထဲမှာလဲပတ်နေတာကြောင့်စွမ်းအင်ဆုံးရှုံးမှုမရှိပဲချောချောမွေ့မွေ့လှူရှားနိုင်တာပါ။အထဲမှာ grease ချောစီးတွေထည့်ထားတဲ့ rubber boot အစုလေးကရေနဲ့ဖုံမုံတွေမဝင်အောင်ကာကွယ်ပေးထားပါတယ်။